မွာညီမနှစ်ယောက်တပြိုင်နက်တည်းကားတော်တဆမှုဖြစ်ခဲ့ရမှာအမဖြစ်သူရဲ့ခန္ဓာကိုယ်ကတည်ဆုံးသွားခဲ့ပြီမဲ့သူမရဲ့ဝိညာဉ်ကတော့ညီမဖြစ်သူရဲ့ခန္ဓာကိုယ်ထဲမှာပြန့်လဲနှိုးထလာခဲ့ပါတယ်။ဒါကြောင့်သူမဟာသူမရဲ့အတိတ်ကိုဖျောက်ပြီးညီမဖြစ်သူရဲ့ဝိသေသနဲ့ပဲဆက်လက်ရှင်သန်ခဲ့ရပါတယ်။ဒါပေမဲ့ပြဿနာကညီမဖြစ်သူဟာကိုယ်ဝင်ရှိနေစဉ်မှာခင်ပွန်းဖြစ်သူရဲ့အေးဆက်ဆက်ဆံမှုတွေကိုမခံစားနိုင်လို့အိမ်ကနေထွက်ပြေးနေခဲ့တာပါ။ခင်ပွန်းဖြစ်သူကတော့သူ့ရဲ့ရင်သွေးကိုပြန်လိုချင်တာကြောင့်ဇနီးတွေကိုရှာဖွေပေးနိုင်သူကိုဒေါ်လာ1 သန်းစုကြီးငွေထုတ်ထားပါတယ်။သူမဟာအဖမ်းခံရမှာစိုးတာကြောင့်နိုင်ငံခြားကိုတယောက်တည်းထွက်ပြေးခဲ့ပြီးညီမဖြစ်သူကိုစားရင်သွေးလေးတွေကိုမွေးဖွားပေးခဲ့ပါတယ်။မထင်မှတ်ပေ3 မွာဘူးလေးတွေမွေးဖွားလာခဲ့ပြီးကလေး3 ယောက်ကိုကျွေးမူဖို့ငွေကြီးမတတ်နိုင်တာကြောင့်အကြီးဆုံးသားလေးကိုတော့ဖခင်ဖြစ်သူစီပြန်ပို့ပေးခဲ့ပါတယ်။သူမဟာခလီမူရင်တည်ဆုံးသွားပြီဖြစ်ကြောင်းစာနဲ့ဓပုံအတုကိုခြံထားခဲ့ပေမယ့်ခင်ပွန်းဖြစ်သူကတော့ဒါကိုမယုံကြည်ပဲဇနီးတွေကို9 နှစ်တိုင်တိုင်ဆက်လက်ရှာဖွေနေခဲ့ပါတယ်9 နှစ်အကြာမှာတော့မိခင်ဖြစ်သူဖျားနာနေတာကြောင့်သူမဟာကြံရှိတဲ့ကလေး2 ယောက်နဲ့အတူတိုင်းပြည်ကိုပြန်လာခဲ့ရပါတယ်။သူမဟာခင်မွန်းဖြစ်သူစီပို့ထားတဲ့သားကြီးလေးကိုကြည့်ကျင်တာကြောင့်အိမ်ဖော်အယောင်ဆောင်ပြီးအိမ်ထဲကိုခိုးဝင်ခဲ့ပါတယ်။သူမတွေ့လိုက်ရတာကတော့မိခင်မြစ်တာငတ်မွတ်နေတဲ့သူမရဲ့သားလေးဟာအစာငတ်ခံစန္ဒပြနေပြီးနေ့တိုင်းငိုယိုနေတာပါပဲ။ခင်မွန်းဖြစ်သူကတော့ကလေးကိုမင်းမအမေမရှိဘူးမင်းအမေကငါတို့ကိုပြစ်သွားတဲ့သူလို့ရဲရဲဆက်ဆက်ပြောနေတာကိုကြားတဲ့အခါသူမအယံကိုဒေါသထွက်သွားပါတယ်။သူမကကလေးကိုလိမ်မာရမယ်ထမင်းစားရင်အမေကိုလိုက်ရှာပြီးမယ်လို့ပြောလိုက်တဲ့အခါမှာတော့ကလေးကချက်ချင်းပဲလိမ်မာသွားပါတော့တယ်။တခါမှမမြင်ဘူးတဲ့အိမ်ဖော်စကားကိုသားဖြစ်သူကနားထောင်နေတာကြောင့်ခင်မွန်းဖြစ်သူဟာတန်တရားဝင်သွားပါတယ်။အဲ့ဒီအိမ်ဖော်ရဲ့မျက်ဝန်းတွေကသူ့ဇနီးနဲ့အယံတူနေတာကြောင့်သူမထွက်ပြေးဖို့ကြိုးစားချိန်မှာလက်ကိုကင်ပြီးတားလိုက်ပါတော့တယ်။ဒါပေမဲ့သူကသူမရဲ့နှာခေါင်းစည်း mask ကိုဆွဲချွတ်လိုက်တဲ့အခါမှာတော့အမာယူတီနဲ့အယံကိုရုပ်ဆိုးလာတဲ့မျက်နှာတစ်ခုကပေါ်ထွက်လာပါတော့တယ်